ฮัลโหลရှင်းနိုင်တို့ဗီဒီယိုတင်ပေးမယ်ခဏတင်ပေးမယ်ဆိုပြီးတော့မှမိုးရီရွာပြင်ပတန်တွေကဟိုဖြစ်နေရတဲ့ကျွန်တော်မတင်ပေးဖြစ်တာเนาะဒီနေ့နေကုန်အဆင်ပြေကြလားဟိုတပတ်တာမွေး6-9ခွေပူကတော့ထွက်သွားတာပေါ့ဆိုရင်နေရကြမှာပေါ့လေเนาะဒါပေမဲ့2.89ညနေကြတော့2.89အပူမပါခွေမှာ89 main ဆိုပြီးတော့ကျွန်တော်ဖမ်းလိုက်တာဒါပေမဲ့9နှစ်ထွက်လာတယ်ပေါက်တဲ့လူလည်းပေါက်မှာပေါ့နော်မပေါက်တဲ့လူလည်းမပေါက်ဘူးပေါ့နော်ထိုင်တော့အလားတွေကတော့ပြီးသွားပြီကဲမနက်ဖြန်နေကုန်ဆိုတော့ပေါက်တယ်မြက်တယ်ဆိုတဲ့လူတွေကတော့နားကြဒါတော့ကျွန်တော်တို့လည်းဟိုမူတွေရလဲရှာတယ်ဟိုလည်းဖြစ်တယ်နော်စင်းနိုင်မယ်လို့ခံမှန်းတာပေါ့ဗျာရာခိုင်နှုန်းကတော့နောက်ဆုံးနေ့ဆိုတော့80-30လည်းဖြစ်သွားမှာပေါ့နာအားကြောင့်မို့ဟိုကိုမြတ်ပြီဆိုလို့ရှိရင်လည်းကိုထိန်းပြီးတော့ကစားအပြင်းပြေပဲကစားတော့အပျော်ပေါ့ဗျာမထိုးရမနေနိုင်ပေါ့လောင်းကစားမလုပ်ရရင်အယိုးတွေကရားပါလေဆိုတဲ့လူတွေအတွက်ပေါ့နော်ကိုမြတ်လို့ရှိရင်တော့နာဘယ်ဟာမှအပိုင်မရှိဘူးနော်ကျွန်တော်တို့လည်းခံမှန်းကြည့်တတ်နဲ့ပဲလုပ်ပေးရတာဟိုဒီခဏကိုဆွတ်ထုတ်ရတာပေါ့ဗျာမှန်တဲ့ခါလည်းရှိတယ်လို့လွယ်တဲ့ခါကြီးလည်းရှိတာပေါ့ဟုတ်ပြီထိုင်တော့မနက်ဖြန်ထိုးရမယ့်ဟာဒီနေ့ဖြစ်စဉ်ပေါ့လေကိုဘူးထိပ်ပိတ်ထိုင်းပါဝါဖြစ်စဉ်ဒါ2012ကနေမှ2026ထိကိုဒါဒီနေ့ဒီဖြစ်စဉ်အပါဝင်မှ6ပိတ်ပဲရှိတယ်အဲ့မှာကျွန်တော်ကဘာကိုဖမ်းလဲဆိုတော့8ပိုင်းဒီမှာ8အဲ့ဆိုရင်တချို့ကပြောကြလိမ့်မယ်ရှစ်ကတရက်နောက်ကြတယ်နောက်ရက်ချက်ချင်းမဟုတ်ဘူးဒီဟာကြတော့ကျွန်တော်က2000အရှေ့ပိုင်းပေါ့2020အရှေ့ပိုင်းပေါ့အဲ့ဖြစ်စဉ်တွေမှာပါသွားတာပေါ့ကျွန်တော်က2012ကနေမှ2026ကိုယူပြီးမဲ့အဓိကအမာကိုယူလို့ရှိရင်2020ရ2026ထဲမှာအနည်းဆုံး2ပင်ပါတယ်3ပင်ပါတယ်ဆိုရင်ကျွန်တော်ကဒီမိုအမာယူတယ်နော်ဒီဟာတွေဆင်ထားလားနှစ်ဆင်လိုက်ဒီပဲဟိုမယုံလို့ရှိရင်ကိုယ့်ဘက်ကိုလိုက်စစ်လို့လေလိုက်စစ်ကြည့်လို့ရတာပေါ့ဗျာနော်ဟုတ်ပြီဒီမှာ8ပိုင်းဒီမှာလည်း8ပိုင်းဖြစ်တဲ့အတွက်မနက်ဖြန်နေကုန်ကိုကျွန်တော်8ပိုင်းဖမ်းတယ်ဟုတ်ပြီအဲ့8ပိုင်းဖမ်းရတဲ့အကြောင်းရင်းနောက်ထပ်မူတစ်ခုကိုအထောက်အနေနဲ့မူပြမယ်တခြားလေးကြည့်နော်မနေ့ကဟိုလောက်တယ်လို့ပေါ့ကျွန်တော်2.89ခွေအဲ့မှာအထောက်မူနဲ့ဟိုမှာ0.89ခွေဆိုတဲ့အချိန်မှာတချို့တွေကဟို0.89ခွေဟိုပဲကစားတယ်ပြီးတော့89 main ပါနေတဲ့အတွက်ထားပါတော့ကျွန်တော်ပြောတာလည်းမရှင်းတာတွေဖြစ်မှာပေါ့လေနော်အဲ့လိုမျိုးဖြစ်တဲ့89 main ကစားလဲရလဲလူလဲရသွားတာပေါ့ဟို2.89ကစားလဲလူ0.89 main ကစားလဲလူတွေကတော့မရကြဘူးပေါ့ဟုတ်ပြီအဲ့မှာဒီ8ပိုင်ကိုကျွန်တော်မနက်ဖြန်နေကုန်အထောက်အနေနဲ့ဟိုမနက်ဖြန်နေကုန်ဘာကြောင့်ဖမ်းတာလဲဆိုတဲ့ဟာအထောက်အနေနဲ့ပြောပြမယ်ဒီမှာဒါဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အလဲဖိုခနောက်66ခုအသက်နော်ဒါ66ခုအသက်ဖြစ်စေနက်ခတ်ပေါ့အလဲဖိုခနောက်နက်ခတ်66ခုအသက်ဖြစ်စေမှာနော်သူကကြားစဉ်အနေနဲ့ယူလို့ရှိရင်လည်းဒီမှာ38ချိန်ချက်ချင်းဒီမှာလည်း38ချိန်ချက်ချင်းဒီမှာလည်း38ချိန်ချက်ချင်းဟုတ်ပြီကြားစဉ်အနေနဲ့မယူဘူးဗျာစမ်းစမ်းပြပြလေးနဲ့ဒီမှာဟိုပေါင်းချင်းနဲ့ယူမယ်ပေါင်းချင်းနဲ့ယူရင်ဒီမှာကြည့်ဖြစ်စဉ်ရဲ့အလဲပေါင်းချင်းဒီမှာ38ချိန်ပေါင်းချင်းမှာတဲပါသွားတော့38ချိန်ဒီမှာ13ပေါင်းချင်း49ချိန်ချက်ချင်းဒီမှာ3361နော်ချက်ချင်းအဲ့တော့ဒီမှာ33ညပေါင်းချင်း38ချိန်ချက်ချင်းဟုတ်ပြီနော်အားကြောင့်မို့ကျွန်တော်ကဒီ38ချိန်ချက်ချင်း8ပိုင်ချက်ချင်းကိုယူပါတယ်ချက်ချင်းကိုနေကုန်ပေါ့တောက်ကြနေကုန်မှာ8ပိုင်နေကုန်ကိုယူပါတယ်နော်အဲ့ဆိုလို့ရှိရင်ရပြီအဲ့ဆိုရင်တောက်ကြနေကုန်မှာ8ပိုင်မိန်ကတော့ဟိုဘယ်ကနေဘယ်လိုယူထားတယ်ဆိုတော့ main ကွက်ကိုကျွန်တော်မပြောတော့ဘူးအဲ့မှာကျွန်တော်အကြိုက်ဆုံး main ကွက်80 main ရန်ဒီ8ခွန်ဒီ3ကွက်ပဲဟုတ်ပြီမထိုးတော့ဘူးနောက်ဆုံးနေ့ငါလည်းမြတ်နေပြီပတ်သီးလဲမထိုးတော့ဘူးဆိုလို့ရှိရင်တော့88 main နှစ်ကွက်က8ခွန်အာရန်အလားလေး3ကွက်တော့ထိုးပပကစားကြီးပေါ့ဗျာပေါက်ရင်လည်းအမြတ်ပေါ့မပေါက်လို့ရှိရင်လည်း
ဟိုမထွက်ခဲ့လို့ရှိရင်လည်းကိုအိတ်ထဲကနေမှမပါတော့ဘောကိုရပြီးသားဟွာတွေကမပါတော့ဘူးဗောဗျာနော်အဲ့လားလေးကစားပြီးရင်တလက်စာလေးပေါ့နော်တပတ်စာအချုပ်ကြလို့ရှိရင်လည်းကျွန်တော်ပြောပြမယ်ဒါမနှက်ဖန်အတွက်အကျုံးမဝင်သေးဘူးတလက်စာလေးဒီမူကြီးကိုပြပြီးတရားကြီးကိုကြည့်ပြီးတော့မှမင်းတို့ကမမြင်ဘူးလားဘာညာတာရကာဆိုတဲ့ဟာမျိုးအောက်ကနေဆက်ဆက်ကြီးလာမှာဆိုလို့တခါတည်းပြောပြမယ်နောက်တစ်ပတ်တနင်္လာကနေတောက်ကြတိအကျုံးဝင်တဲ့မွေးတစ်ခွက်ကောမနှက်ဖန်မထိုးရဘူးနော်ကြုံပြောထားတာနော်မွေးတစ်ခွက်ကော3.5ဟာနော်တဲ့ဒီမှာ3.5တဲ့ဒီမှာ3.5တဲ့အဲ့တော့ဒီမှာသူကဒါကိုကျွန်တော်တမင်ကဒီ3.5ကိုဖမ်းကျင်လို့ကျွန်တော်6ရက်ယူထားတာနော်အဲ့တော့မနှက်ဖန်မထိုးရဘူးတနင်္လာကနေမှနောက်တစ်ပတ်တနင်္လာနေမှတောက်ကြတိထိုးရမယ်တစ်ခွက်ကောမွေး3.5တဲ့အဲ့ကြလို့ရှိရင်တပတ်စာအချုပ်မှာလည်းထည့်ပြောပေးမယ်နော်ဒါကြုံတော့ဒီမူကွင်းကိုသူမူဖရင်ကိုပြပြီးတော့မှတော့ကြမမြင်ဘူးဆိုတဲ့ဟာမျိုးနဲ့ဆက်ဆက်ကြီးလာမှန်းမှာကြောက်လို့တခါတည်းကြိုပြီးတော့ပြောပြပေးထားတာအနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့မနက်ဖက်မှာနေကုံဒီ10ဘိုင်မထိုးချင်တော့ဘူးဆိုလို့ရှိရင်80တဲ့နော်အရန်ဒီ8ခွန်နော်အဲ့လားလေး3ခွက်တော့ပေါ်ပပကစားကြည့်ပါ3ခွက်လောက်နဲ့ကတော့ဟိုမထွက်ခဲ့လို့ရှိရင်တော့ဘွားပြအောင်မရှုံးပေါ့နော်အားလုံးပဲဂုလက်ပါနော်ပေါက်ကြပါသေးဗျာနောက်ဆုံးပိတ်အိတ်နဲ့လွယ်ပြီးပေါက်ကြပါသေးနော်